ကျမစိတ်ထဲကြနေတာ2ရက်ရှိပါပြီမနေ့ရဒီနေ့ရပါစိတ်ထဲကြရတဲ့အကြောင်းရင်းကတော့ဘလောက်ပဲဆဆမပိန်လို့ပါအဲ့တော့စိတ်ထဲကြပြီးတော့ထမင်းဟင်းမရှက်ဘူးပေါ့နော်အဲ့တော့အပြင်စားသွားစားတယ်ယောက်ျားကဂျမေကန်စားခြင်းနေဆိုတော့ဆိုင်လိုက်ချရင်လည်းဒီဆိုင်လေးဝင်လိုက်တယ်ပေါ့နော်နာမည်တော့မသိဘူးသူကတော့စားကောင်းတယ်လို့ပြောတယ်ကျမကတော့စားမကောင်းဘူးပေါ့နော်အမဲသားနဲ့အာလူးတွေနဲ့ထမီတိုးနဲ့စုံမဲကျမအတွက်ကတော့ကျမကြိုက်မဟုတ်ဘူးကျမမကြိုက်ရင်တော့ကျမယောက်ျားကတော့အကုန်ကြိုက်ပေါ့နော်တူးရှိပဲစားတာကျမကတော့နည်းနည်းပဲစားတာဒါကတော့ jack chicken လို့ခေါ်ပါတယ်အဲ့ဒါလေကျမမကြိုက်ပါဘူးသူကတော့ကြိုက်တယ်အရန်ကောင်းတယ်တဲ့ဘေဘီဘာလို့မကြိုက်တာလဲဒီတော့ကောင်းတာဘာညာနဲ့တူပြီးပဲ2ပေါင်စလုံးစားပလိုက်ပါတယ်ဒီကျမကလေအဲ့လိုအစားအစာရနေတိုင်းစားရင်ပိတ်မှာသိလားသူများဗီဒီယိုရိုက်နေပါလေဆိုသူကလည်းလာနောက်နေသေးတယ်ပြီးတော့ပါလေအဲ့ပတို